Hello guys, Lily ပါ Lily ဒီနေ့မှာတော့ Lily fan လေးတစ်ယောက်ကပေါ့နော် Lily ကို Rainbow Tower လေးဖွင့်ပြပါမယ် Lily Rainbow Tower ရှာတယ်တွေ့လို့ဒီကလေးခုံပြလိုက်ပါတယ်နော် Okayဒီ channel ရဲ့အကြောင်းဖြစ်တဲ့ဆိုရင် like and subscribe လေးလုပ်နေကြပါဦးဟုတ်ပြီကြပါ Will you be my friend? I love you. I love you. I need a hug. Will you be my friend? ခဏလေးခုံတော့ပြုတ်ကြတော့မှာဆိုတော့လောင်းစင်ကောဘာကင်းလေးဆိုခိုင်းစေချင်လဲကွန်မန့်မှာရေးပေးခဲ့ပါလေဒီ channel မှာအကြောင်းပြတဲ့ဆိုတော့ like and subscribe လုပ်ဖို့မကြပါနဲ့နော်တန်လေးကိုခံရတိတ်မအားဘောနော်ညီမကြောင့်တက်လိုက်ကြည့်ကြောင်းထွက်လိုက်စီစနေကနေမှာဗီဒီယိုတင်ဖြစ်တာပါနော်ဒါတော့မင်းရမှာနိုင်တော့မယ်ဝေးတော့ပြကြမှာနားတော့ပြကြတော့ခုံတော့ခဏနေခုံရင်အောက်အဆုံးထိပြကြတော့တယ်ကျက်လိုက်ခြင်းနေဘာသူနာရောက်လာ
ကင်းလေးဆောက်ခိုင်းစီခြင်းလဲဆိုတော့ comment မှာဒါတော့အစလေးပါပေါ့နော်အစလေးပြန်လို့အော်ဒီမှာအင်ဂျီလေးရမယ်အဲ့ဒီရမသေးတော့အခုဘလက်โอเคဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲနောက်ဆုံးပြန်ကြည့် I love you. โอเคဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲနောက်ထပ်ဗီဒီယိုလေးတွေတင်မယ်ဆိုတာနောက်ဗီဒီယိုမှာတစ်ချက်ကြမယ်ဘိုင်ဘိုင်